အားလုံးမင်္ဂလာပါမြဝတီမြို့မှာကန်ကူအဝွန်ဖိုက်မိုးရ2019ဆိုင်ကဘင်းတွေဘလို့တန်တန်လေးတွေကဘေးစရှိတယ်ဆိုတာကိုဒီတစ်ခါမှကျွန်တော်ပြောပြပေးပါမယ်ကုန်းပြီးစီးရတာကိုကြိုက်တယ်ခွာပြီးစီးရတာကိုကြိုက်တယ်ဆိုတော့လူမျိုးတွေအတွက်ရမဟာကနေပြီးတော့တီတန်ထုတ်ပေးထားတဲ့အဝွန်ဖိုက်ဆိုင်ကဒီဆိုင်ကလေးတွေကလူမျိုးတွေအရန်စီးရများပြီးတော့လူလက်ပိုင်းတွေကပါကြိုက်ကြပါတယ်ဆိုင်ကရဲ့အသွင်ပြင်အနေထားကတော့စီးတဲ့လူရတယ်လူငယ်ပိုင်းဆိုတော့အများကြီးလှုပ်ထားတာတွေ့ရတယ်မင်းတွေပါတယ်ထည့်ထားတယ်ဆိုင်ကအတွင်းပိုင်းတွေရောအင်ဂျင်ပိုင်းတွေရောတော်တော်လေးဒီကန္တတန်လေးလှုပ်ထားတာတွေ့ရတယ်စက္ကန့်ဘင်းဆိုပေမဲ့ဆိုင်ကလေးရဲ့အနေထားကတော့မဆိုးဘူးလို့ပြောလို့ရပါမယ်ဒီမှာဆိုတော့အနောက်တာယာပေါ့နော်အနောက်တာယာလည်းအများကြီးကျန်သေးတယ်နောက်ပြီးတော့ဆိုင်ကဘူဒီပိုင်းကလည်းအများကြီးချစ်ရစွမ်းရအများပြားမရှိဘူးတန်းသေးတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီဆိုင်ကကကြတော့ကန်ကူဘင်းဆိုပေမဲ့လေဒီမြောက်ဒီမျိုးရဲ့အဖွေးစီးလိုင်စင်ပါတယ်နော်မြောက်ဒီမျိုးမှာဆိုတော့အကျိတ်စီးပေါ့ဗျာဒီနေရာပဲသွားပေါ့ဒီမှာကျွန်တော်ဆက်နှုတ်ထားတယ်နော်ဆက်တန်လို့ဒီဆက်နားထောင်ကြည့်လို့ရတယ်ဆက်တန်လေးကလည်းတော်တော်ကောင်းသေးတယ်ပေါ့နော်အင်ဂျင်ကအလုပ်လုပ်တဲ့တန်လေးကတော့အရန်ကောင်းသေးတယ်ဒါကတော့အရှိတာယာပေါ့နော်အရှိတာယာကတော့သူအစ်စ်လေးထားတာတွေ့ရပါတယ်အမွှေးလေးတွေတော့ကြံသေးတယ်ပေါ့နော်စီးတဲ့လူကလည်းတော်တော်လေးထိထားတာတွေ့ရတယ်ဒါကတော့နောက်တာယာဒါကတော့သူ့ရဲ့တန်ခွဲဒီညမှာတော့စတီကာလေးတက်ထားတာနည်းနည်းရှိတယ်အမဒီယာတွေကဒီစလိုက်ပြောင်းလဲနေထားပါတယ်ဒါကတော့သူ့ရဲ့ engine ဘိုင်းပေါ့နော် engine ဘိုင်းမှာလည်းစတီကာလေးကတ်ထားတဲ့အရာနည်းနည်းကျန်တယ်ဒါတွေကတော့ရေကောင်းကောင်းဆေးလိုက်ရင်ပြောင်းတယ်ပေါ့နော် engine အတွင်းပိုင်းမှာတော့တော်တော်လေးတော့တန်းသေးတယ်ဗျာဒီပင်းကကြတော့တော်တော်လေးအထင်းမှာတော်တော်လေးလက်သေးတယ်ဗျ Yamaha R15 ဆိုင်ကလေးကကြတော့ engine power 155cc နဲ့လာတယ်ပေါ့နော်ဒီဆိုင်ကလေးရဲ့ဈေးနှုန်းကတော့34,500ထိုင်းဘတ်ငွေဖြစ်ပါတယ်မြန်မာငွေနဲ့ဆိုတော့340ကျော်ပေါ့နော်ကန်ကူထိုင်ပင်မျိုးရဲ့ဈေးနှုန်းလေးတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လေးလုပ်ထားပေးပါ